တို့စီမှာအမြဲအားပေးနေတဲ့ customer မမတွေကိုလေသူတို့ဘက်ကပြန်ပေးတဲ့အရာနှစ်ခုရှိပါတယ်အဲ့ဒါကစေတနာနဲ့ရိုးသားမှုပါရှင်မတို့ကလေ fancy ဆိုင်တွေအများကြီးရှိတဲ့ထဲမှာဒီစုမြတ် fancy မှာသူတို့ကိုယုံကြည်လို့လာအားပေးတယ်အဲ့တော့သူတို့ဘက်ကလည်းပြန်ကိုမတွေကိုလေစေတနာထားပြီးတော့အမြဲတမ်းရိုးသားမှုလေးနဲ့အမြဲတမ်းပြန်ပေးပါတယ်ရှင် customer မတွေသူ့အမြဲမေးတဲ့မေးခွန်းကလေဒီကျိုးပဲလို့ရှိရင်ညီမလေးကြီးအယောင်ကနော်အပြင်ပုံနဲ့ဒီညီမလေးပြထားတဲ့ပုံနဲ့အယောင်ထွက်တူလားလို့အမြဲတမ်းမေးပါတယ်ရှင်အယောင်ထွက်ကတူပါတယ်မကြီးနော်ဒီပုံမှာလေညီမလေးတို့ဒီမှာဒီပုံရိုက်ထားလို့အဖက်တုံးမထားပါကိုမတို့ပြင်ပုံတိုင်းပဲကြည့်နိုင်အောင်နော်ဒီကျိုးလေးကိုမစုလို့အလင်းလေးပဲတင်ပြီးရိုက်ထားတာပါရှင်နော်ဒီကျိုးရဲ့အယောင်ထွက်ကအားဖေးကလည်းလာပါရရှင်အရန်လာပါရရှင်ကျိုးရှည်လေးက24လဲမှာပါရှင်နော်ပြီးတော့ဒါလေးကလေအချက်ကအဟတော်ကြီးရရှင်နော်9ချက်နီးပါးဟန်အောင်ရှိပါတယ်ဒီကျိုးအမအပိတ်မှုအများစုမှာတော့မမတွေနဲ့နော်40ကျော်မမတွေနဲ့အန်တီတွေအရန်မှများပါတယ်ရှင်နော်ဒီကျိုးကလေမမတွေလည်းကြိုက်ကြတယ်ပြီးတော့အန်တီတွေလည်းကြိုက်ကြတဲ့ကျိုးပါဘာဖြစ်လို့ဆိုတော့ကျိုးအဟန်ကြီးရလူကြီးတွေကပုံပြီးနှစ်သက်ကြပါတယ်ရှင်နော်ဒီကျိုးကကြောင့်မလို့လေဒီကျိုးကလေလူငယ်ပိုင်းထက်ဆိုင်နော်လူလက်ပိုင်းနဲ့လူကြီးပိုင်းတွေဒီကျိုးအဝတ်များပါတယ်ရှင်နော်မို့လို့လေနော်စိမ့်လက်စီကိုမှနော်အယောင်ထွက်တောက်တာကြိုက်တဲ့မမတွေနော်စိမ့်လက်စီကိုမှထက်ထက်ကြီးကြီးဝတ်ချင်တဲ့မမတွေဆိုရင်တော့ဒီကျိုးကိုနှစ်သက်ပါတယ်ပြီးတော့ဒီလိုမျိုးနော်ကိုကပွဲတက်ဝတ်ချင်တယ်ကွယ်ဒါပေမဲ့ရိုးရွှေစိန်တော့မဝတ်ချင်ဘူးဓာတ်မတက်ရဖြစ်ဖြစ်ပေါ့စတီကျိုးပဲဝတ်ချင်ပါတယ်ဆိုတော့အန်တီတွေဒီကျိုးကိုအရန်အမှားများပါတယ်ရှင်နော်ဒီကျိုးကပွဲတက်ထိပါဝတ်လို့အရန်တင့်တယ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာပြထားသလိုပဲကျိုးကအဟန့်လဲကြီးပါတယ်ပြီးတော့အချောင်ကာလာလည်းအရန်လာပါတယ်ရှင်ကိုကဆွဲသတိနဲ့တွဲဆွဲချင်မယ်ဆိုလို့ရှိရင်လေကိုကြိုက်တဲ့တရားဆွဲသတိနဲ့တွဲပြီးတော့ဆွဲလို့ရကျိုးလေးအချောင်ထက်ကိုနှစ်သက်တယ်ဒီကျိုးလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့စုကို comment လေးမှာလေး yes လို့မှတ်မိခဲ့ပါရှင်ဒီကျိုးလေးကိုလေစုတို့စီမှာမြန်မာငွေ18000တန်းနဲ့ရရှိမှာဖြစ်ပါတယ်ရှင်24ထဲမှာအရှိကိုမြန်မာငွေ18000ကျပ်ပါကဲလို့လာကြည့်တက်မယ်ဆိုရင်တော့လာကြည့်ဖို့ထပ်ပေးရပါမယ်ရှင်နော်မှာယူတယ်ဆိုလို့ရှိရင်တော့စုခုချယူလိုက်ပါပါနဲ့ဘက်မှာဆက်သွယ်မှာလို့ရရလို့စု TikTok CB ရလေဒီကျိုးပုံလေးပို့ပြီးတော့လေမှာပေးလို့ရပါတယ်